Hello မင်္ဂလာပါရှင်နော်ဆရာမတော့ဆရာမမြကြခင်ဖြစ်ပါတယ်နော်မေစုနဲ့ပတ်သက်လာတဲ့မေစုဇာတာကိုကြည့်ကျင်နဲ့သိကျင်တဲ့မြန်မာနိုင်ငံသားတွေမှန်တယ်ဆိုဒီပို့ကို like and share လုပ်ပေးပါနော်မေစုနဲ့ပတ်သက်တဲ့ဟာကိုဆရာမရှိမှမေးတော့ဆရာမ like လွှင့်နိုင်ဟောပါတယ်နော်ဆရာမ like လွှင့်နိုင်ပြောပြတယ်အားတဲ့အချိန်တိုင်းဆရာမပြောပြပါတယ်နော်မေစုလွတ်မာလားဆရာမမေစုအသက်အန္တရာယ်ရှိလားမေစုလွတ်မာလားလို့မေးတယ်နော်မြန်မာတနိုင်ငံလုံးမှာလည်းဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်လာလို့ line ပေါ်မှာပုံမွင့်လင်းတဲ့ပေါ့နော်ချပြီးဟောတာဆိုတော့ဆရာမတယောက်ပဲရှိတယ်လို့ထင်တယ်ပေါ့နော်မင်းအောင်လိုင်းစာတာကိုလည်းဆရာမဟောပြီးတာပေါ့နော်အဲ့တော့အခုအမေစုကြောင့်ပြောချင်တာကဘာလဲဆိုတော့အမေအများဆုံးမိကွန်းမြန်မာပြည်သူတွေရဲ့အမေအများဆုံးမိကွန်းကဘာလဲဆရာမအမေစုဘယ်တော့လွတ်မှာလဲအမေစုလွတ်မှာလားအမေစုကျမ်းမာရေးကောင်းလားဆိုတဲ့စာကိုမိကွန်းများတယ်ပေါ့နော်100ရာနှုန်းမှာ99ရာနှုန်းကအဲ့လောက်ကိုမေးပါတယ်အဲ့တော့ဆရာမအများတန်းပြောပါတယ်နော်တေချာမမှတ်မိလို့ထင်တယ်နော်ဆရာမလိုက်မှာပြောလို့တချို့ကမမှတ်မိတာထင်တယ်နော်အမေစုက2024 19ရက်6လ2024တုန်းကရင်89နှစ်ပြည့်တာဖြစ်ပါတယ်အဲ့ဒီတုန်းကတိုင်းမေစုရဲ့ကံပြောင်းသွားပြီဖြစ်ပါတယ်နော်ဒီထောင်ကနေမှအချုပ်တော်မှာလွတ်ကိန်းဆိုတဲ့ကံကောင်းခြင်းဆိုတဲ့ကံဘက်ကိုရောက်လာတာဖြစ်ပါတယ်ရှင်နော်ဒါပြောမှဆိုလို့ရှိရင်လက်ခတ်နီးရပြောမှဆိုလို့ရှိရင်မေစုကလွတ်မြောက်ပြီးဆိုတဲ့ဟာကိုလုံးခွင်းလုံးကျွတ်လွတ်မြောက်ပြီးဆိုတဲ့ဟာကိုပြသတဲ့ပုံစံမျိုးပေါ့နော်ဂျိုနီးနဲ့ဖတ်မယ်ဆိုရင်တော့အဲ့လိုသွားတယ်ဆရာမကြတော့ဝိဇာနီးကြဗေဒပညာရှင်ဖြစ်တယ်ဆရာမကြဝစ်ကျွေးကံကျွေးပါကြည့်တယ်ပေါ့နော်ဝစ်ကျွေးကံကြီးနဲ့ကြည့်လိုက်ပြန်တော့ကြတော့ဆရာမအနေနဲ့ကြတော့မေစုက2024 9လပိုင်းအင်္ဂလိပ်လို24ရက်နေ့တုန်းကတိုင်းမြန်မာနိုင်ငံနဲ့ပတ်သက်လို့အမေတော်အောင်ဆန်းစုကြည်ကဝစ်ကျွေးကံကျွေးကုန်သွားတာဖြစ်တဲ့အတွက်100ရာနှုန်းပြည့်ခွန်းလုံးကျွတ်လွတ်မြောက်တာမျိုးဖြစ်တာပေါ့နော်ဖြစ်ရမှာပေါ့နော်ဒီကံတိုင်းဆိုရင်အဲ့ဒါဆိုရင်ဘာလို့မလွတ်သေးရလဲဆိုတော့ကြတော့ဒါရုပ်မာမှုတွေကြောင့်မလွတ်သေးတာလို့ဆရာမဒဲပြောချင်ပါတယ်ပေါ့နော်နောက်တစ်ခုပြောချင်တာပေါ့နော်အခုအမေစုနဲ့ပတ်သက်လာလို့ဆရာမပို့ပြီးတော့သိရတယ်။ဘာကြောင့်သိရလဲဆိုတော့မင်းအောင်လှိုင်ရဲ့မိန်းမကျူလှရဲ့စာတာကိုတွက်လိုက်တဲ့အချိန်မှာအမေစုကိုဖမ်းဆီးချုပ်နှောင်ထားမှုကတမန်အမေစုကပြစ်မှုကျူးလွန်ထားလို့ချုပ်နှောင်ထားတာမဟုတ်ဘဲနဲ့ဥပဒေမဲ့ပြောမှဆိုပုတ်ကိုရေးအရာမနာလိုမုန်းထားမှုမနာလိုမှုဝင်တိုမှုပေါ့နော်ပုတ်ကိုရေးရမုန်းတီးမှုကြောင့်တမင်အမေစုကိုအကျဉ်းချပြီးတော့ဒဏ်ခတ်တဲ့ပုံစံဖြစ်နေပါတယ်ရှင်နော်အဲ့တော့ကျတော့မိမလို့မိမရစိတ်နဲ့လုံနေတာအမေစုကိုဖမ်းဆီးထောင်ချခြင်းအမေစုနဲ့ပတ်သက်တဲ့တရားစီရင်မှုတွေအကုန်လုံးမိမတယောက်ကဥဆောင်နေတာဖြစ်တယ်အဲ့ဒီဂျိုကိုသွားတွေ့တာဘယ်တော့မှတွေ့လဲဆိုတော့အခုဖြူထွေးကိစ္စနဲ့ line ပေါ်မှာဟစ်ထားတဲ့အချိန်မှာအမေစုကိုသတိရသွားဖြစ်တော့ဆရာမဇာတာကောက်စစ်လိုက်ပါတယ်စစ်လိုက်တဲ့အချိန်မှာအဲ့ဒီဟာပေါ်ပါတယ်ပေါ်လိုက်တဲ့အချိန်မှာဆရာမဘာသွားတွေ့လဲဆိုတော့အဲ့ဒီတစ်ချိန်တည်းမှာပဲလေကျူလာရဲ့ဇာတာကိုရတာဖြစ်တဲ့အတွက်ကျူလာဇာတာကိုတွက်လိုက်တဲ့အချိန်မှာပို့ပြီးတေချာသွားတယ်အမေစုနဲ့ပတ်သက်လာတဲ့ပုံကိုရေးရမုံလို့အမေစုကိုထောင်ချထားတာကျူလာဖြစ်တယ်ကျူလာခိုင်းတာကိုမင်းအောင်လန်းလောက်ရတာဖြစ်တယ်ကျူလာတစ်ယောက်တည်းမဟုတ်ပါဘူးနောက်ထပ်မိန်းမအမျိုးသမီး2ယောက်ရှိပါသေးတယ်အဲ့ဒီမိန်းမအမျိုးသမီး3ယောက်ကအမေစုကိုပုံကိုရေးရမုံလို့အမေစုနဲ့ပတ်သက်တဲ့ဟာပေါ့နော်ဒီထောင်ချခြင်းအမေစုကိုဒဏ်ခတ်ခြင်းအဲ့ဒီလိုကြီးလှုပ်ထားတာဖြစ်ပါတယ်နော်မင်းအောင်လိုင်းသရောင်းစားအနေနဲ့ဆိုရင်အင်မတန်တုံလုတ်6ချပြီးကြောက်နေပါတယ်သူ့လက်ထဲမှာသူဖမ်းဆီးထောင်ချထားတဲ့အချိန်မှာမေစုအသက်အန္တရာယ်ဆုံးရှုံးသွားမှာမင်းအောင်လိုင်းသေမလောက်ကြောက်ပါတယ်ဒါကတော့မင်းအောင်လိုင်းစားတာအရာမြင်တာပြောတာပါပုတ်ကိုရေးရမုံတီးတာချက်တာမပါဘူးဒီဘေးရင်ဟောတဲ့အချိန်မှာဆရာတယောက်အနေနဲ့တိကျမှန်ကန်စွာပြည်သူကိုချပြခြင်းဖြစ်ပါတယ်နော်အဲ့တော့မင်းအောင်လိုင်းကိုဝိုင်းဆဲမဲ့အစားတရောင်းစားမကျူလှကိုပို့ဆဲပေးပါ sorry ကတော့နော်ကျူလှသခေါမကိုပို့ဆဲပေးပါနော်လင်းကိုနိုင်တဲ့နေရာမှာအခုဒါပုတ်ကိုရေးရပြောမှဆိုရင်တော့ဒီဟိုမင်းအောင်လိုင်းစစ်တပ်ရဲ့သားသမီးဘက်ကအချမ်းနေရဆရာမတို့ဒီအမေသားသမီးတွေကိုဘလို့ဝေဖန်လဲဆိုတော့ထမိန်အောက်ကိုဝင်တယ်တကယ်တမ်းဆိုမင်းအောင်လိုင်းကကျူလှရဲ့ထမိန်ဒေါတဲ့အောင်မထွက်တဲ့မေရကြောက်ဖြစ်နေတယ်ကျူလာလည်းဓမ္မကရိကလို့သူ့ကိုယ်သူပေါ့နော်ကတိကလို့ဆိုပြီးတော့သူ့ကိုယ်သူဂုံပုတ်တတ်ထားဆရာမကတော့နာမည်ပေးထားတယ်ကျူလာကတော့ပြောမယ်ဆိုရင်လင်ကတိကပဲဖြစ်နိုင်တယ်နော်ဘာလို့ဆိုမင်းအောင်လိုင်းကိုအရန်လွှမ်းမိုးချုပ်ကင်မှုတွေရှိနေတယ်နော်အဲ့တော့အမေစုကြောင့်ဆက်ပြောပါမယ်အဓိကတော့ပြောချင်တာအမေစုကြောင့်ပြောချင်တာဖြစ်တဲ့အမေစုကဒီဂျိုတဲ့ကိုအသက်80ကိုစရောက်တော့ကတိုင်းအမေစုကအသက်အန္တရာယ်နဲ့ပတ်သက်2ကြိမ်လောက်ကြံခံရကိန်းရှိပါတယ်ပြီးခဲ့ရက်ကလောက်ကြံခံရကိန်းပါတယ်ဒီထောင်ကျနေတဲ့3နှစ်ကျော်4နှစ်ကာလထဲကိုရောက်ခံဒီဆက်ဆဲမှာအမေစုကဘာတွေခံစားရလဲဆိုတော့ကျမ်းမာရေးနဲ့ပတ်သက်လာရင်အပြည့်အဝကိုညီဆောင်ရှောက်မှုမရတာကြီးကျမဂျိုထဲမှာတွေ့ရပါတယ်ကျမဝိဇာနီးကြဖြစ်တာဖြစ်တဲ့အတွက်ကျမရဲ့ဒီအကြမြင့်ပညာနဲ့ကျမကြည့်တဲ့အချိန်မှာအဲ့ဒါတွေတွေ့ရတယ်ပေါ့နော်စေကူတာမှုမရဘူးအရေးပေါ်အချိန်တွေဖြစ်တာရှိပါတယ်မျက်စိခွဲထားတာ
တာမျိုးတို့မျက်စိနဲ့ပတ်သက်လို့စေယုံစေကန်တက်ရတာသွားနဲ့ပတ်သက်လို့စေယုံစေကန်တက်ရတာနောက်လေဖြန်းထားတယ်လို့ကျွန်မအကြားအာယုံမှာကျွန်မအကြားမြင်အာယုံမှာကျွန်မအဲ့လိုရတယ်ပေါ့နော်နိုင်ငံခြားဆရာဝန်နဲ့ခေါ်ကုတဲ့အဆင့်ကိုပဲရှိနေတာမျိုးဖြစ်ပါတယ်နော်ဒါကိုမင်းအောင်လိုင်းတရောင်းစားဘက်ကဖုံးကွယ်ထားရင်တော့ကျွန်မမပြောတတ်ဘူးအမေစုနဲ့ပတ်သက်လာလို့ဒီ2024 17လပိုင်းကစပြီးတော့2024တက်လပိုင်းထိမှာအရေးတကြီးကျမ်းမာရေးအထူးအရေးပေါ်ချိန်တွေရှိပါတယ်အဲ့ဒါကြောင့်မို့မိဘပြည်သူများကိုကျွန်မထပ်ပြီးတော့ချပြလိုက်ခြင်းဖြစ်ပါတယ်ရှင်နော်ဆရာမကတော့အမှန်တရားကိုမြင်တဲ့ဟာကိုအမှန်တရားပြောတာပါနောက်မေစုနဲ့ပတ်သက်လာအခုခရက်နည်းနည်းထားနေတယ်မေစုလွတ်မလားဘာညာလဲဆိုဇာတာရမေစုကလွတ်တာကိုကြာနေပြီနော်တမင်လွတ်မပေးသေးတာဖြစ်ပါတယ်အဲ့တော့အမေစုလွတ်မလားဆိုတာကိုဆရာမအဲ့တချို့ကမေးတဲ့ဟာမေးခွန်းကိုဆရာမဖြေပြီးမှာပေါ့နော်အမေစုကမြန်မာနိုင်ငံနဲ့ပတ်သက်လာတဲ့ဝေကျွေးကန်ကျွေးကုံသွားပြီဖြစ်တဲ့အတွက်အမေစုဒီတစ်ခါထောင်ကနေလွတ်လာတယ်ဆိုရင်သူ့သားရှိတဲ့နိုင်ငံရချားမှာသူ့သားနဲ့ငိမ့်ချမ်းစွာခိုလုံခွင့်ရတော့မယ်လူတယောက်ဖြစ်ပါတယ်ရှင်နော်စိတ်ပူပါတယ်17လပိုင်းကပြီးခဲ့တဲ့2024 17လပိုင်းကစပြီးတော့ဒီ1လပိုင်းထိမှာကျမ်းမာရေးအရန်အချိန်တွေစိုးပါတယ်မိစုအဲ့ဒီကျမ်းမာရေးအချိန်တွေစိုးတဲ့အချိန်မှာထွက်ခတ်နေပါပဲကျွန်မစိတ်ပူပါတယ်အသက်အန္တရာယ်2ကြိမ်လောက်ကြံခံရကိန်းမှာတစ်ကြိမ်အသက်အန္တရာယ်နဲ့ကြုံအောင်မှဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့လိုင်းပေါ်မှာဖြူဖြူထွေးကိုအာယုံစိုက်နေမှစားအမေစုကိုတကယ်ချစ်တယ်ဆိုအမေရဲ့ကျမ်းမာရေးလေးကိုရေရရာလေးဝိုင်းချပေးပြီးတော့ဝိုင်းပြီးဆူတောင်းပေးပွဲလေးလုပ်ကြပါလို့ဆရာမပြောချင်ပါတယ်နော်အမေစုတွေရေရရာချေမဲ့ဟာကတော့ဒီကျမ်းမာရေးတွေရေရရာချေမှာဖြစ်တဲ့အတွက်ပေါ့နော်ကြံပေါ့နော်ကျမတို့ကြံရိုးရှိပါတယ်เนาะမြန်မာနိုင်ငံမှာဆိုအရန်ပေါ်ပါတယ်ပေါ့နော်အဲ့ဒီကျမကကြတော့ဆရာမကကြလူတမျိုးပေါ့နော်ဓာတ်ရည်တွေကပေးတာများတယ်ဆရာမဝိဇာနီးကြဗေဒပညာရှင်ဆိုတော့ဝိဇာနီးနဲ့ပေးတဲ့ဓာတ်ရည်တွေကပေါ့နော်ကြံရှိပါတယ်နော်ကြံရိုးကို6လက်မအပြည့်ပါနော်ကြံရိုးကို6လက်မအပြည့်ပေါ်မှာထီးဖြူ3လက်ထီးဖြူ3လက်ဆိုတာကျမတို့ဒီရေရရာဖျားဆိုင်တွေမှာဝယ်လို့ရပါတယ်မြန်မာပြည်မှာပေါ့နော်ကြံရိုးပေါ်မှာထီးဖြူ3လက်စိုက်ပြီးတော့ဒီညောင်မင်းရှိတဲ့နေရာမှာပေါ့နော်ညောင်ထောက်ပြီးပါရှင်နော်ညောင်ထောက်တဲ့အချိန်မှာဒီကြံရိုးအချောင်းရဲ့ဟိုဘက်ဒီဘက်ဟို3မျက်နှာမှာထီးဖြူ3လက်စိုက်လိုက်ပါစိုက်ပြီးတော့ညောင်ပင်မှာပေါ့နော်ညောင်ထောက်ပြီးပါမိဘပြည်သူတွေအနေနဲ့အကုန်ကြစလိတ်လဲတက်တာပြီးတော့လူတိုင်းလုံနိုင်မဲ့ရေရရာဖြစ်ပါတယ်အမေစုအတွက်ကျမ်းမာရေးကောင်းပါစီဆိုတဲ့ဆူတောင်းလေးဝိုင်းပြီးတော့ဆူတောင်းပေးကြပါအဲ့ဒီထက်ပိုးပြီးတော့အမေစုကိုအချုပ်နှောင်ကနေမှဒီကျူလာခေါ်စိန်မကလည်းအင်ကာဖြစ်တယ်မင်းအောင်လိုင်းတရောင်းစားကလည်းအင်ကာဖြစ်တယ်အမေစုကလည်းအင်ကာဖြစ်တယ်နဝင်းရိုက်နေတယ်ပေါ့နော်အဲ့တော့အချုပ်နှောင်ကနေမှမြန်လွတ်စေခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒီကြံရိုးမှာပေါ့နော်ဒါကတော့သိကျင်တဲ့လူကတော့ဆရာမရဲ့ Facebook ကောက်စီးပြီးမှတိတ်လာမေးပါဘာဖြစ်လို့လဲဆိုတော့ဆရာမအဲ့ဒီရေရာကိုပေးလိုက်တယ်ဆိုရင်ဟိုဘက်ကဘောမဘက်တဖြည်းဖြည်းမင်းအောင်လိုက်ဘက်ချမ်းလူတွေကအဲ့လိုတန်ပြန်ရေရာတွေလုံမှစိုးလို့ပါနော်အဲ့တော့အမေစုထောင်ဝလွတ်ဖို့ကိစ္စကိုရလုပ်လို့ရမယ့်ရေရာကိုဆရာမ Facebook ကောက်မှာပေးပါမယ်ဆရာမ Facebook ကိုဘယ်လိုဆက်သွယ်ရမလဲဆိုဆရာမရဲ့ဒီ TikTok ကောက်ထိပ်မှာ link ရှိပါတယ်အဲ့ဒီ link ကိုနှိပ်ပြီးတော့လာမေးပါနော်ဘောမဆိုရင်မပေးပါဘူးအမေစုသားသမီးဆိုရင်ပေးပါမယ်ပေးတဲ့နေရာမှာတော့မှဆရာမမေးတဲ့မေးခွန်းဆရာမမေးခွန်းလက်ဆရာမရှိလာတောင်းတဲ့လူကိုမေးခွန်းတစ်ခုမေးမှာပါတစ်ခုနဲ့တယောက်နဲ့မတူတဲ့မေးခွန်းမေးမှာပါအမေစုသားသမီးတွေပဲဖြေနိုင်တဲ့မေးခွန်းဆရာမမေးမှာပါမေးလို့မှန်ကန်တဲ့လူကိုမှအဲ့ဒီရေတွေကပေးပါမယ်နော်လိုချင်လဲဆိုရင်ရောဆရာမရဲ့ Facebook ကောက်ကဆက်သွယ်ပြီးတောင်းပေးပါအားလုံး like and share follow လုပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်ရှင်နော်ဆရာမကတော့ဆရာမမြတ်ကြခင်ပဲဖြစ်ပါတယ်ရှင်နော်အမေစုဇာတာဟောတာဘယ်နေ့ဟောတာလဲဆိုတော့ကြတော့ဒီဟို2024 19ရက်6လ2024တုန်းကဆရာမဇာတာကြိုဟောပြီးသားနော်ဒီနေ့မှဟောတာမဟုတ်ဘူးဆိုတာလဲအားလုံးကိုကြိုပြီးတော့သိစေချင်ပါတယ်ရှင်းလင်းသိရအောင်လို့ဟောပြတဲ့အချိန်ဟာမနေ့တုန်းကဖြူဖြူထွေးလိုက်မှာ25ရက်နေ့ခရစ်စမတ်နေ့25ရက်12လ2024မှာလဲဆရာမအပြည့်စုံဟောပြီးသားဖြစ်ပါတယ်နော်ဗီဒီယိုဖိုင်တင်တာကတော့ဒီနေ့29ရက်နေ့29ရက်နေ့ဗီဒီယိုဖိုင်ရိုက်ပါတယ်12လပိုင်း2024မှာဗီဒီယိုဖိုင်ရိုက်ပြီးတော့28ရက်နေ့12လပိုင်း2024မှာဗီဒီယိုဖိုင်တင်ပေးခြင်းဖြစ်ပါတယ်နော်ကြိုဟောတာကတော့မေစုမွေးနေ့မှာတစ်ချိန်ဟောတယ်မနေ့တုန်းကဖြူဖြူဟိုတနေ့ကပေါ့နော်ဖြူဖြူထွေးကိစ္စလိုင်းပေါ်တက်တုန်းက25ရက်နေ့ကတစ်ချိန်ဟောတယ်12လပိုင်း25ရက်နေ့ကလိုက်မှာတစ်ချိန်ဟောပါတယ်အခုဟာဗီဒီယိုဖိုင်လုပ်ပြီးတော့အများသိအောင်တင်ပေးတာဖြစ်ပါတယ်နော်ကျေးဇူးတင်ပါတယ်ရှင်နော်ဒီဗီဒီယိုဖိုင်ကို like and share လုပ်ပေးပါအကုန်ဝိုင်း share ပြီးမျှပေးပါရှင်နော်ကျေးဇူးတင်ပါတယ်